မင်္ဂလာပါချစ်ခင်လေးစားအတော်မြမတိုက်ကျက်ဝါနာရှင်များခင်ဗျာကျွန်တော်ကျက်ပညာများကြီးခိုင်မှာယနေ့မြမတိုက်ကျက်ဝါနာရှင်ညီကိုတွေကိုကျွန်တော်ပြန်လည်မျှဝေပေးခြင်းတာကတော့ထာဟကုန်းရွာရဲ့ဗာမျိုးဘူးတူအပိုင်းစနစ်ဖြစ်ပါတယ်နှစ်ချက်ခွဲရွာအနီးကျက်ဝိုင်းကောင်းသည့်တရင်ကြား၍ဦးဝင်းတင်မဟူရာစိန်ကြီးကိုထန်းတော်ကြီးရွာမှဥမောင်အောင်ထွေလာကြီးအပြက်ငှား၍တွားကြလေသည်နှစ်ချက်ခွဲရွာဝမ်းကျက်ဝိုင်းသို့နေ့ရက်တနာရီခန့်ရောက်၍ဝိုင်းဖြစ်မည်ကျေးစုနေတော့ပလိတ်ရှုပ်သဖြင့်နှစ်ချက်ခွဲရွာအနီးကျက်ဝိုင်းမတိုက်တော့ပဲနေ့ရက်တနာရီခွဲအချိန်မကြီးဆောင်ကျက်ဝိုင်းကိုထွေလာကြီးဖြင့်ဆက်၍တွားပြန်သည်နေ့လယ်2 နာရီခွဲအချိန်တွင်လာကြီးအဖွဲကအရင်မကြီးစောက်ရောက်၍ဆိုင်ကယ်အဖွဲကမရောက်သေးပါမကြီးစောက်ကြက်ထိုင်ကြက်နှင့်ဝိတ်တန်းတူနေ၍ဥဝင်းတင်မဟူရာစိန်ကြီးနှင့်9,500ကြီးလွတ်မည်ဆို၍ကြီးစုကြလေသည်ထိုအခါကြောင်ရောင်းသားများကမကြီးစောက်ကြက်တိုင်ဥဝင်းနိုင်ကိုမတိုက်ရန်ပြောလေသည်ဥဝင်းတင်ခုစိန်ကြီးကအတက်တအားဆူကြောင်းကျွန်တော်တို့ကြောက်တောင်းအဆိုင်ကကံဘူဆိုင်ကယ်တစ်စီးနဲ့လဲထက်လောက်တာကြက်ရှင်ကမလဲကြောင်းကြက်တကောင်10 မိနစ်ပဲကြာတယ်လို့ပြောလေရာမကြီးသောကြက်တိုင်ဥဝင်းနိုင်ကငါကြက်ကတပွဲကို9 မိနစ်ပဲကြာတယ်ဆိုပဲဆိုတော့မကြီးသောကြက်တိုင်ရဲ့ကြက်ကုနာမည်မသိပါဥဝင်းတင်မဟူရာစိန်ကြီးကြက်ကုကကြောင်တူးရမှကျွန်တော်ဆရာကိုထေးဝင်းဖြစ်၏ကြက်လွတ်စလွတ်ချင်းမကြီးစောက်ကြက်တိုင်ဘက်မှလက်ပြား2 သိန်းဒဲခေါ်လေ၏ထိုအခါကိုမင်းစိုးနှင့်ကိုမြင့်လွင်ကအပြေးလွှားမကြီးစောက်ကြက်တိုင်ကိုလက်ဆွဲနှုတ်ဆက်ခါဂျေးဟုလက်ပြားရေးသူကိုမကြီးစောက်ကြက်တိုင်ကရေးခိုင်းလိုက်၏ထိုလက်ပြားရေးပြီးသည့်အချိန်မှစ၍ဥဝင်းတင်မဟူရာစိန်ကြီးကခရီးပန်းတာကြောင့်ဖြစ်မိထင်ရဲ့မခွတ်ပဲကာဆိုင်လေးဆိုင်ရင်နဲ့ခုံဆွားနဲ့ဖြစ်နေ၍လက်ပြားထပ်၍မဆွဲရန်ကြက်ကုကိုထေးဝင်းဦးထေးဝင်းကပြောလေသည်ထို့သူပြောပြီး9 မိနစ်အကြာမကြီးသောကြက်တိုင်ကြက်ကခွတ်လိုက်ရာမဟူရာစိန်ကြီးမျက်လုံးကမ်းပါလေရောထိုအခါမဟူရာစိန်ကြီးလည်းမျက်လုံးတစ်ဖက်ကမ်းတာနဲ့ဘိုးဤပန်တိုင်းလိုဒေါသတကြီးမာနနဲ့ကြက်ရှိမထားဇွတ်ပြန်လိုက်ခွေလိုက်တာမကြီးဆောင်ကြက်တိုင်ကြက်လဲ10 မိနစ်အတွင်းမျက်လုံးတစ်ဖက်ကန်းသွားလေရဲ့12 မိနစ်အကြာမကြီးဆောင်ကြက်တိုင်ကြက်လဲစီးတေမရတော့ပဲဥဝင်းတင်မဟူရာစိန်ကြီးကိုအရှုံးပေးလဲရလေသည်ပွဲပြီးဆုံးတော့မကြီးဆောင်ကြက်တိုင်ကလက်ရင်း9,500လက်ဖြာ2 သိန်းတိတိရှင်းပြီးတကားလားမကြီးသောကြက်တိုင်ကမောင်ထေးဝင်းကွာအစကတည်းကပြောပါလားဒီကြက်ဒီလောက်ကောင်းမှန်းသိရင်ငါခံမတိုက်ဘူးမင်းကလည်းအစကမပြောဘူးတဲ့ကျုပ်တို့ကောင်းလို့လာတာတဲ့ကြက်ကကျုပ်ကြက်မဟုတ်ဘူးတဲ့ကျုပ်ကကြက်ကူခေါ်လို့လိုက်လာတာဟုတ်ကြောင်တူးရွာကြက်ကူကိုထေးဝင်းကယူသားစွာပြောလေသည်မကြီးသောကြက်တိုင်ကခုတော့ငါကြက်ကောမင်းတို့ကြက်ကောပျက်စီးသွားရတာဒီကြက်2 ကောင်ဝိုင်းမှာအခန့်ဆိုင်တိုက်လိုက်ရရင်ငွေကကိုဟာပဲဖြစ်မှာခုတော့နှမျောစရာဟုမကြီးသောကြက်တိုင်ကပြောလေသည်ထိုအချိန်မဟူရာစိန်ကြီးပွဲကြည့်ခြင်းလို့ထာကုန်းရွာမှဆိုင်ကယ်နဲ့အဖွဲ2 ချက်ခွဲရွာမှမကြီးသောကြက်ဝိုင်းအထိလိုက်လာတော့မောင်မြင့်သူနဲ့ဥတင်ဝါဥတန်ထီနဲ့ကိုဖိုးချက်4 ယောက်မကြီးစောက်ကြက်ဝိုင်းရောက်လာချိန်ကြက်ပွဲကပြီးဆုံးသွားလေသည်ထိုဆိုင်ကယ်အဖွဲ4 ယောက်စလုံးမဟူရာစိန်ကြက်ပွဲမကြည့်လိုက်ရပါဆိုင်ကယ်စီနဲ့စားစရိတ်သာကုန်ခဲ့လေသည်ဥဝင်းတင်ခုမဟူရာစိန်ကြီးက6 ပွဲမြောက်
မကြီးစောက်ကြတိုင်းကျက်နေမှာမျက်လုံးကန်းရသည်ထူးခြားသည့်အချက်ကဘိုးဤဗန်တိုင်းလိုရေးဖြစ်သူမဟူရာစိမ့်တစ်ကောင်သာမျက်လုံးတစ်ဖက်ကန်း၏ကြံသည့်ကြက်တစ်ကောင်မှမျက်လုံးမကန်းပါမဟူရာစိမ့်ကြီးငါးပွဲမြောက်တိုက်ပြီးတကားလားတားထိုးအဖြစ်သာလက်မမြင်ဝိုင်းတိုင်းတဲမှထား၍တားဖောက်လေ၏ထိုတော်တွင်ကိုမင်းစိုးမဟူရာစိမ့်ကြီးကိုပြန်စီထုတ်၍ကိုမင်းစိုးပြုပြင်ကာထဟာကုန်းရွာဥဝန်းတင်အိမ်သို့ပြန်ပို့လိုက်၏ပြန်စီဘဝညောင်တူအရှိရွာမှကျက်သမားကြီးဥဝန်းမောင်ကျက်နှင့်တစ်ဖက်ကန်းချင်း9500ကြီးလွတ်ကြ၏ထိုပွဲတွင်မိနစ်30ခန့်အကြာမဟူရာစိမ့်ကြီးနိုင်လေ၏ကျက်ပွဲပြီးမှလူပြိုကြီးဦးသိန်းအောင်ကကိုဝန်းမောင်ခမည်းချက်ကိုနိုင်တာဥဝန်းတင်မဟူရာစိမ့်ကြီးဟုပြောလေရာညောင်တူကျက်သမားကြီးဥဝန်းမောင်ကစိတ်တူ၍ငါကင်တုတ်ပါလီကောမဟူရာစိမ့်ကြီးနဲ့တိုက်တယ်ဆိုပြီးဆဲချင်းဖြစ်သည်ပွဲမဖြစ်ခင်ကမဟူရာစိမ့်ကြီးလားဟုမေးရာမဟူရာစိမ့်ကြီးသားဟုဥဝန်းတင်ကပြော၍တိုက်လို့ဖြစ်သည်မဟူရာစိမ့်ကြီးဆိုရင်ဥဝန်းမောင်လုံးဝတိုက်မည်မဟုတ်ပါထို့အချိန်မဟူရာစိမ့်ကြီးသားနှစ်ကောင်ကျွန်တော်ဥဝန်းတင်အရှိဘက်ကဥတော်မြိုင်လေးအိမ်မှကိုအောင်နိုင်ဝင်းဖိုးဘုံရွာမှပို့ထားသည့်ဥတန်းလင်းကျမပေါက်သည့်ကျက်ပေါက်နှစ်ကောင်ရာဘူးသည်ဖြစ်ပုံကကျွန်တော်နောင်တရစရာမှုပြောပြပါမည်ဥတော်မြိုင်လေးကကျက်သမားမဟုတ်ပေတောင်သူကြီးဆိုတော့မဟူရာစိမ့်ကြီးသားနှစ်ကောင်မအေခွဲအရွယ်20သားခန့်ရှိဥတော်မြိုင်လေးကကြည်ခိုင်းငါကျက်သားစားခြင်းတို့နောက်ဖက်အိမ်ကဝင်းတင်တသိန်းတန်ကျင်မျိုးနဲ့လဲမည်ဟုပြောသဖြင့်ကျွန်တော်60သားခန့်ကြက်ဖြူတစ်ကောင်ဝယ်၍ဥကြော်မြိုင်လေးစီကကြက်ဝါတစ်ကောင်ဘုတ်ဝါတစ်ကောင်နဲ့လဲယူခဲ့လေသည်နောက်3လအကြာကျွန်တော်အသည့်တောင်ကြီးကမိတ်ဆွေကဝင်းတင်ကျင်မျိုးလိုချင်၍ပြောသဖြင့်အားနာ၍ဘုတ်ဝါလေးပေးလိုက်၏အိမ်မှာကြက်နာရှိနေ၍ကျန်တဲ့ကြက်ဝါလေးကိုကျွန်တော်ရွာထဲမှာမထားတော့ပဲရွာရှိဘက်ထန်းတဲကဥမှုတူထန်းတဲသို့တဲတိုက်သို့ပို့ထားလေ၏ညနေတိုင်းကျွန်တော်အစာကျွေးကြက်နာမည်ကဗခန့်ဟုကျွန်တော်နာမည်ပေးထားတာဖြစ်၏ဘသူနာမည်ခေါ်မရပါကျွန်တော်သာလင်ခေါ်၍ရအစာကျွေးရင်လည်းဖမ်းလို့ရသည်6လသားအရွယ်ရောက်လာသောအခါတကြက်ခွက်လက်ပုတ်ဖို့ဗခန့်ကိုကျွန်တော်ဖမ်းရအဲ့ဒီနေ့ဖမ်းမရခဲ့ပါဘာကြောင့်လဲတော့ကျွန်တော်လည်းမသိခဲ့ပါထိုနေ့ကကျွန်တော်ဖမ်းမရ၍ကျွန်တော်စိတ်တူကအခြားမြချက်တစ်ကောင်နဲ့ဖမ်းရမရသဖြင့်နောက်တစ်ကောင်ပြန်ယူ၍မြချက်နှစ်ဖယူကဖမ်းရလေသည်ကြက်ဖမ်းရတာနဲ့ကျွန်တော်ကြက်သမားကိုကျော်သူလင်းကြက်နီကြီးနဲ့ခွက်လက်ပုတ်လေရာစလွတ်လို့3မိနစ်အကြာကျွန်တော်ကြက်သေးပါလီရောကျွန်တော်ဟာဟင်းဖြစ်သွားလေသည်မိတို့ခွက်လိုက်သည်ကျွန်တော်မသိကြယူဘဝဆိုတော့ဒါနဲ့ကြက်အသေးကိုအိမ်ယူပြန်ယူကမြေမြုပ်လိုက်လေသည်ဖြစ်ပုံကကြက်ကခါတိုင်းဖမ်းလို့ရဘလောက်ဝေးနာမည်ခေါ်ဗခန့်လို့နာမည်ခေါ်လိုက်ရင်ကျွန်တော်စီအပြေးလာသည်ထိုနေ့ကအဖမ်းမခံသူဒီမာကိုတီးလို့များလားကျွန်တော်လူမိုက်ဖြစ်လေသည်အခုပုံမှာကျက်နဲ့အတော်တူသည်ယနေ့အချိန်ထိထိုကြက်ဝါကိုတတိတရပြန်လည်၍ရှာဖွေနေမိသည်ထိုင်းနိုင်ငံမှာကိုနဲ့ကြက်အမွေးတူတော်လဲကျွန်တော်ကြက်ဗခန့်ကဝိတန်းပူ၍ကြီးလေသည်ထို့ကြောင့်ယနေ့ချိန်ထိမတွေ့ရှိသည်ထိုအကြောင်းအရာနှမျိုးတသားစွာဖြင့်ယနေ့ချိန်ထိကျွန်တော်ကြခိုင်နောင်လာရမိလေသည်နောက်တစ်ချိန်မှာ၎င်းကြက်ဝါအမောက်ထောင်ဝေစခွက်နှင့်ခြေအစိမ့်ပုတ်အတက်လက်မခန့်လုံးပတ်နှင့်ကြက်ဝါပြန်လည်ရရှိလာမည်ဟုယုံကြည်စွာကျွန်တော်မျှော်လင့်မိပါသည်ယခုကြက်ပုံမြင်တော့လဲကျွန်တော်စိတ်ထဲထိုကြက်ဝါပခန့်အာဒရိယနေမိသည်ယခုစာဖတ်သူနားဆင်သူများလဲမိမိကြက်ပုံမှန်မဟုတ်သည့်အခြေအနေတစ်ခုခုဖြစ်ခဲ့ရင်မိမိရဲ့ကြက်ရိတ်ကြက်ကဲတတိထားမိစေရန်ရည်ရွယ်၍ ကျွန်တော်အတွေ့အကြုံကိုပြန်လည်၍မျှဝေခြင်းဖြစ်သည်
ဦးဝင်းတင်မူရစင်းကြီးအကြောင်းပြန်ဆက်ပါမည်ဦးဝင်းတင်မူရစင်းကြီးထာကုန်းရွာမှာ6ပွဲမြောက်တိုက်ပြီးချိန်မှစ၍ရွာတွေကယူဖောက်သူအိမ်ပြီးပဝင်းကျင်ကကျက်တွေမျက်လုံးစုံကန်းအောင်သုံးဖတီတီခွတ်လွန်းလို့လက်ပံပင်ဝိုင်းထိုင်တဲစီကုံဝင်းစိုးထံပေးထားလိုက်လေထိုမူရစင်းကြီးကိုအင်မင်ကြီးရွာသို့ကုံဝင်းစိုးတားဖောက်ရန်ပေးလိုက်လေသည်ထိုအခါဦးဝင်းတင်ကမူရစင်းကြီး၏သားမိကြားတစ်ကောင်သာသူ့အိမ်မှာရှိလေသည်ထိုမိကြားသည်ဦးဝင်းတင်ကျက်လောကမှာနောက်ဆုံးတိုက်ခဲ့သည့်ကျက်ဆက်ရန်အပိုင်း73ဒီဗီဒီယိုလေးကိုအစအဆုံးနားဆင်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကျက်ပညာများကြီးခိုင်ဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခေါက်ထာဟာကုန်းရွာရဲ့ဘာမျိုးဘုဒ္ဓအပိုင်း73ဗီဒီယိုမှာပြန်ဆောင်ကြပါသေးတယ်